ပေါမြို့နယ်တွင်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ23ဦးသေဆုံးပြီးနောက်လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လို့မကွေးတိုင်းပေါမြို့နယ်တွင်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားနှင့်ဖြူစောထီ23ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးအထိနာ၍လေလျင်ဖြင့်ဆက်တိုက်ပုံကျဲနေကြောင်းမြိုင်မြို့နယ်ပကဖာမှတာဝန်ရှိသူကဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါရယ်ဖေဖော်ဝါရီလ4ရက်နေ့နနက်9:00 နာရီမှစ၍ညနေ9:00 နာရီအချိန်အထိပေါမြို့နယ်တောင်ပိုင်းတီး6ကျေးရွာအနီးတွင်တိုက်ပွဲ2ကြိမ်ဖြစ်ပွားပြီးစစ်သား9ဦးသေဆုံးက20ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့သောတိုက်ခိုက်ခံရပြီးအထိနာသွားသောစစ်ကြောင်းကယင်းနေ့ညနေ9:30 မိနစ်ခန့်တွင်ပြူစောထီကျေးရွာများအတွင်သို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရပါသည်။ဖေဖော်ဝါရီလ4ရက်နေ့တိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်၏ကပါစ24မှလက်နက်ကြီးများဖြင့်6ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးလေကြောင်းဖြင့်2ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြင့်ပေါမြို့နယ်ပကဖာမှရဲဘော်တအူမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။အလားတူဖေဖော်ဝါရီလ6ရက်နေ့မိုးလွဲ2နာရီခန့်အချိန်စစ်တပ်ကတိုက်ပွဲအတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သောစစ်သားများနှင့်ပြည်စောထီးများကိုခေါ်ဆောင်ကာအင်အား160ခန့်ဖြင့်ကပါစ24သို့ထွက်လာစဉ်စင်စာကျေးရွာတောတိုက်အကျော်ပေါချောင်းအောက်စုကျေးရွာဘက်အရောက်တော်လန်ရေးတပ်ဖွဲ့များကထပ်မံတိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်ပစ်ခတ်တိုက်ပွဲ3နာရီခန့်ဖြစ်ခဲ့ပြီးစစ်သား18ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ထို့နောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဖေဖော်ဝါရီလ6ရက်နေ့ည9:00 နာရီအချိန်ပေါမြို့နယ်ကော့ပါစ24အတွင်ဝင်ရောက်သွားပြီးလူနာများကိုပေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းစစ်သားများတက်ရောက်နေသည့်ပြည်သူ့ဆေးရုံကိုစစ်တပ်ကပိတ်ဆို့ထားပြီးပြည်သူများကိုဝင်ခွင့်မပေးကြောင်းသိရှိရပါတယ်။တိုက်ပွဲမှာစစ်ခွေးလေတော်တော်အထိနာလို့အခုချိန်ထိကျေးရွာတွေထဲကိုလေရင်နဲ့ဆက်တိုက်ကိုဘုံကျဲနေတယ်။ဒီနေ့နနက်ပိုင်းကလည်း Jet Fighter 2 စီးနဲ့ကျဲသွားတယ်။အခုလည်းလေရင်တွေဝဲနေတော့ပဲစစ်ခွေးစစ်ကြောင်းမှာထိခိုက်ထဏ်ရာရတဲ့စစ်ခွေးတွေပေါမြို့နယ်ပြည်သူ့ဆေးရုံမှာကုသနေတယ်လို့သိရတယ်။မြေပြင်မှာတိုက်ပွဲမရှိဘူး။သူတို့အထိနာလို့ရွာတွေကိုဘုံလိုက်ကျဲနေတာဟုမြိုင်မြို့နယ်ပကဖာမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုများကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါပကဖာနှင့်မြိုင်ပကဖာတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရင်းစစ်ကြောင်းဒီတပ်မ69ပေါမြို့နယ်တောင်ပိုင်းရှိကျေးရွာများမှာပြူစောထီပူးပေါင်းကစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတင်ဆက်ပြသွားမှာကတော့မန္တလေးတိုင်းနွားထိုးကြီးမြို့နယ်မြဝတီရွာတွင်စစ်တပ်ကရဲတပ်သားကဦးရမိခင်ကိုမတိမ်ကျိန်ပြီးအခြားပြည်သူများနှင့်အကူလူသားတိုင်းအထက်ဖမ်းဆီးထားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုပါတယ်။ဖေဖော်ဝါရီလ4ရက်နေ့နှင့်ဖေဖော်ဝါရီလ9ရက်နေ့တို့တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနွားထိုးကြီးမြို့နယ်မြဝတီကျေးရွာသို့စစ်ကြောင်းထိုးဝင်ရောက်လာပြီးရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်းထို့သောမီးရှို့ဖျက်ဆီးခံရသောနေအိမ်များကိုကျေးရွာအတွင်းပြန်လည်ဝင်ရောက်၍မီးငိမ်းထက်ထဲသည့်အမျိုးသမီးတချို့ကိုစစ်သားများကမတိမ်ကျိန်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထို့သောစစ်သားများကမတိမ်ကျိန်ခဲ့သောအမျိုးသမီး2ဦးအနေတဦးကရဲတပ်သား2ဦးရဲ့မိခင်ဖြစ်ပြီးအသက်50ရွယ်အမျိုးသမီးဖြစ်ကြောင်းထို့ပြင်မတိမ်ကျိန်ခံထားရသောအမျိုးသမီး2ဦးအပါအဝင်ပြည်သူများကိုလည်းလူသားတိုင်းအဖြစ်ဖမ်းဆီးထားပြီးဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်းသိရှိရပါတယ်။စစ်ခွေးတွေမတိမ်ကျိန်သွားတဲ့သူတွေထဲကမရေနဲ့မာရာတို့2ဦးပဲအတီးပြုတ်နိုင်တယ်။ကြံတဲ့သူတွေကတော့အမည်တွေအတီးပြုတ်မသေးနိုင်ဘူး။အဲ့ဒီမှာမရေရဲ့သားကရဲခွေးလုံနေတာအခုထိရဲတဲကနေမထွက်သေးဘူး။နောက်ပြီးစစ်ခွေးတွေကလူသားတိုင်းအဖြစ်ဖမ်းဆီးထားတဲ့ပြည်သူတွေလည်းရှိသေးတယ်။အရေးအသွေးဘလောက်ရှိလဲတော့မသိရသေးဘူး။စစ်ခွေးတွေကသူတို့လူသားတိုင်းဖမ်းဆီးထားတဲ့သူတွေကိုပြေးရင်ပစ်တက်မယ်လို့ချင်းချောက်ဖောက်ဆိုထားတယ်လို့သိရတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။လက်ရှိချိန်မှာမြဝတီရွာကျွန်းတောင်ရွာစေးခင်ကြီးရွာရွာတာအဲရွာဝက်လူးရွာဇီရွာအောင်မြေဆန်ရွာအောင်ချမ်းသာရွာပဲချက်ရှေ့ရွာပဲချက်မောက်ရွာတို့မှထောင်နှချီသောပြည်သူများဘီလွတ်ရာတိမ်းရှောင်နေတာပါတယ်။